บลอยายโพกิมรามากองดออเมสิประสันชีดาบ่เนาะอเมก็เองมามาชีดออดอเองยอกนิลาทินเดโซบิดออดอเองตัวจีดอตะเกชีเดเปียอดอเองยอกดออดอสิประสันเทชีจีมาโลบาโซมาอดอกามาชีบูเดพงกากองจีชีตีดาเบแต่บาโลเทวดาเลโซบิดอตยาชาดาขันลายาตีเดเนาะนอกทรงดอชิมเมเมสิกาเบยาลาแค่เดบ่เนาะเปลี่ยนเส้นไหนมาลาดมาตีตีบูเปียตาเฟซบุ๊กประสานยามาเปลี่ยนเปย์เมสบิดอจ้องเปียเช็คกองเนี่ยชีลาอะไรนะนอกทรงดอยาตัวเดบ่เนาะไทยตัวอะไรดอแต่เนาะเมียยอมมันนี่ประสานคณะกงนี่โลเดแต่แม่ยาลาแค่เดเปียမြို့သွားမှာဆိုတော့ဗျာအလားလေးနည်းနည်းပပပြင်ပြီးတော့တငယ်ချင်းတို့ခေါ်ပြီးတော့သွားလိုက်တယ်ပေါ့နော်ဖုန်းထဲမှာကျွန်တော်ကအသားအလောက်ကြီးမမဲပါဘူးနော်အပြင်ရောက်ကျတော့ဘာလို့အဲ့လောက်မဲတာလဲမသိဘူးဗျတောင်တန်းတွေအစင်းစင်းဖြတ်ကျော်ပြီးသွားရတာဆိုတော့ရှုခင်းနဲ့ရှယ်ပဲပေါ့ဗျာဆိုင်ကယ်တယောက်တလဲမောင်းရင်းနဲ့နောက်ဆုံးတော့မြို့ရောက်လာခဲ့တယ်ပေါ့နော်မြို့ရောက်တော့ထိုင်းဘင်းတွေကြားမှာကိုယ့်ရဲ့တရုတ်ဘင်းတွေကမျက်နှာငယ်နေရတော့မှာပေါ့နော်မြို့ကအရွာထက်ပိုလုံခြုံတယ်လို့ကျွန်တော်ထင်ပြီးတော့ခလောက်တစ်ခုပဲကျွန်တော်ခတ်ခဲ့လိုက်တယ်ဗျဆိုင်ရှေ့ရောက်နေပြီဆိုင်ရှင်ကကိုယ်ပြုံးပြနေပြီနော်ကိုယ်ကိုတိနေတာလားမသိဘူးဗျငါဆယ်လီဆက်တလီဖြစ်သွားပြီလားလို့တောင်စိတ်ထဲထင်ပြီးတော့ပျော်မိသွားတယ်ပေါ့ဗျာစေကြီးတဲ့ဖုံးတွေမဝယ်နိုင်တော့ကင်ကြီးဖူးအောင်ဆိုပြီးတော့တလုံးပြီးတလုံးတော့ထုတ်ပြခိုင်းတယ်ပေါ့နော်ဒီဘေးကဖုံးလေးမိုက်တော့ဗျာအမေလည်းဖက်ချန်ခိုးရောက်ပြီးတော့လာဝယ်ရင်ကောင်းမလားလို့တောင်တွေးမိသေးတယ်ပေါ့နော်တလုံးပြီးတလုံးဆန်းပြီးတော့နောက်ဆုံးတော့ကိုဝယ်နိုင်တဲ့ဟာပဲဝယ်လိုက်တယ်ပေါ့နော်ရုပ်ချောနဲ့ဆိုင်ရှင်ကကိုကလည်းနောက်တစ်ခါလိုရင်တဲ့ကိတ်ကနေပို့ပေးလိုက်မယ်ဆိုပြီးတော့ပြောပြသေးတယ်ဗျမိုဘိုင်းဘန်ကင်ပေတုံးလားဆိုင်ရှင်ကကိုကမေးတော့ကျွန်တော်တို့တောင်ပေါ်သားတဲ့တိတ်မတုံးကြဘူးလို့ငွေသားနဲ့ပဲခြေတာများတယ်လို့ကျွန်တော်ပြန်ပြောပြတယ်ပေါ့နော်ဆိုင်ရှင်ကကိုကအေးရပေးတုံးကြည့်ပါလားမိတ်ဆက်တော့ကျွန်တော်လည်း software ဒေါင်းပြီးတော့အကောင့်ဖွင့်ခိုင်းကြည့်လိုက်တယ်ဗျတိန်တုံးထောင်စုကိုအေးရပေးရတကယ်ရေးစုချင်းမြင့်မှာလားဆိုင်ရှင်ကကိုတေချာမေးကြည့်တော့ဗျဆိုင်ရှင်ကကိုကဟုတ်တယ်တဲ့တိန်တုံးထောင်စုအပြင်တဲ့လာစင်တိန်နဆယ်စုဆယ်စုနဲ့တိန်တထောင်စုတွေလည်းချင်းမြင့်အောင်မယ်တဲ့အကြောင်းကျွန်တော်လည်းအကောင့်ဖွင့်ကြည့်ခိုင်းလိုက်တယ်ပေါ့ဗျာလန်ထန်းလာတာလူတိုင်းမြင်နိုင်ပေမဲ့ကန်ထန်းလာတာလူတိုင်းမမြင်နိုင်ဘူးပေါ့နော်အကြောင်းကျွန်တော်လည်းတိန်တုံးထောင်စုမပေါက်နိုင်ဘူးလို့ပြောလို့မရဘူးလေနော်တိန်တုံးထောင်စုမရရင်တောင်လာစင်တိန်နဆယ်စုဆယ်စုတို့တိန်တထောင်စုတို့လည်းရနိုင်သေးတာပဲနော်ပတ်စံတိန်နဲ့9000ထဲပြီးတော့ဖုံးပေ9000ထဲကြည့်လိုက်အောင်မယ်ဗျအေးရပေးတဲ့ကဖုံးပေ9000အထက်ဖြည့်တာတို့9000အထက်အသုံးပြုပြီးပစ္စည်းတစ်ခုခုဝယ်တာတို့ဆိုရင်အဲ့လိုစုတွေကန်ထူးဖို့ digital လက်မှတ်တစ်စောင်ရသေးတယ်တဲ့ဗျာအကြောင်းကျွန်တော်လည်း9000ဖြည့်ပြီးစမ်းကြည့်တာပေါ့နော်လက်မှတ်တကယ်ရမရကြီးလိုက်တော့တကယ်ကြီးရလာတယ်ပေါ့နော်ဒီမှာတကက်တစ်ခုတဲ့ဗျာဆိုင်ရှင်နာအကောင့်တဲ့တသိန်းတပတ်အတိထားပေးနိုင်ရင်တဲ့တကက်3000ရအောင်မယ်တဲ့နော်နှစ်ပတ်ထားနိုင်ရင်တော့တကက်6000တဲ့ဗျာအကြောင်းကျွန်တော်လည်းတသိန်းအတိစမ်းထဲလာပြီးတော့တောင်ပေါ်ပြန်လိုက်တယ်ပေါ့နော်တောင်ပေါ်ရောက်ရင်တော့ Facebook ကပတ်စံမရရင်တော့အေးရပေးကစုချင်းမြင့်မဲ့စုတခုခုရရင်တော့အမေကိုပြန်ဆက်နိုင်ပြီပေါ့ဗျာဒီမျိုးလေးကကျွန်တော်တို့တောင်ပေါ်ရွာလိုမျိုးပဲရာတီဥတုတာယာလိုက်တာဗျာရွာရောက်မှပဲအမေနဲ့ရောက်ဖားကိုအေးရပေးကလာစင်စုချင်းမြင့်မဲ့တိန်း30စုတွေနဲ့တိန်း3000စုတို့တိန်း1000စုတို့အဲစုတွေပေါင်းမှပဲအမေအကျွေးဆက်မယ်ဆိုပြီးတော့အမေနဲ့ငင်းကြသေးတယ်ပေါ့ဗျာကျွန်တော်က Facebook ကပတ်စံမရခဲ့ရင်တော့အဲစုတွေစောင့်ပြီးမှအမေကိုပတ်စံဆက်မယ်ဆိုပြီးတော့အမေကမရဘူးတဲ့အမေကငါပတ်စံမြန်ပြန်ရအောင်မနဲ့ပြန်နေစားသွားလိုက်ဆိုပြီးတော့ရွာနဲ့တော်ဝေးတဲ့နေရာမှာကျွန်တော်နေစားသွားလိုက်ရတယ်ပေါ့ဗျာမနေ့ကသွားတုံးလိုက်တာဒီနေ့တော့နေစားတရက်2000နဲ့လဲပြန်ထွန်နေရပြီပေါ့နော်တနေ့ခြံတဲ့လှုပ်လာလှုပ်ခိုင်းလဲပြင်းလိုက်တာဗျာတိတ်ပင်ပေါ်မှာပဲစိုးရနေရပါတော့အပင်ပေါ်မှာလဲဆွေးရတာတစ်မျိုးအမေအကျွေးဆက်ရမှာလဲတစ်မျိုးနှမျိုးတော့ဗျာတိတ်ပင်ဆောင်နာသမီးလေးရေအေးရပေးကချင်းမြင့်မဲ့စုတခုခုလေးပေါက်အောင်ကူညီပါအောင်ဗျ